ဒီတစ်ခါညနေခင်းလေးမှာတော့ထမင်းကြော်လေးကြော်စားပြမှာဖြစ်ပါတယ်။ဒီတစ်ခါမှလည်းအလုပ်ကအပြန်နောက်ကျတာမို့လို့ဈေးမဝင်ဖြစ်တာကြောင့်မလို့အိမ်မှာရှိတာလေးနဲ့ပဲစားပြထားပါတယ်။ဒါဆိုရင်ထမင်းကြော်လေးစကြည့်လိုက်ရအောင်။ထမင်းကြော်ဆိုမှတော့အဓိကလိုအပ်တာတော့ထမင်းပေါ့နော်။ပြီးသွားရင်တော့ထမင်းကြော်ရဲ့ထဲကိုကြက်သွန်ဖြူထမင်းကြော်နဲ့တွဲစားဖို့ကြက်ဥတစ်လုံးအရသာအတွက်ကတော့ ABC ပဲငံပြားရဲ့အပြစ်လေးရဲ့ပြီးသွားရင်တော့ခရူးစီလေးရဲ့ပြီးသွားရင်တော့ကြက်သားမုတ်လေးရဲ့နောက်ဆုံးပိတ်အနေနဲ့လိုအပ်တာလေးကတော့ပစွန်ချောင်းမုတ်လေးရဲ့ဖြစ်ပါတယ်။ထမင်းကြော်နဲ့တွဲစားဖို့ကြက်သွန်နီလေးသုံးမှဖြစ်တာကြောင့်လိုအပ်တာလေးကတော့ကြက်သွန်နီပြီးသွားရင်တော့ပစွန်ချောင်းမုတ်နောက်တစ်ခုကတော့အချိုမုတ်ရဲ့ပြီးသွားရင်စားရဲ့နောက်ဆုံးတစ်ခုကတော့ငရုတ်သီးမုတ်ပဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေအားလုံးပြန်ကြည့်လိုက်ရအောင်။ပါဝင်ပစ္စည်းတွေအားလုံးကအိမ်မှာအလွယ်တကူရှိနိုင်တဲ့ဟာတွေပါပဲ။ကြက်ဥကြော်ဖို့ကြက်ဥကြော်လေးစားထည့်မယ်။ကြက်ဥကိုကြက်ဥခောက်ကြော်မစားချင်တာကြောင့်ကြက်ဥဟက်ဖရိုက်လေးပဲကြော်စားဖြစ်ပါတယ်။ကြက်ဥကြော်လေးရပြီဆိုရင်တော့ထမင်းကြော်ဖို့အတွက်ကိုကြက်သွန်ဖြူစီတက်ပါမယ်။ကြက်သွန်ဖြူစီတက်တယ်ဆိုရင်လည်းကြက်သွန်ကိုအရင်ရင်းနေအောင်စီတက်တာမဟုတ်ဘဲနဲ့နည်းနည်းလေးအနက်မွေးလာတာနဲ့ထမင်းထည့်ပါမယ်။တကယ်ဆိုရင်ထမင်းကိုပဲငံပြားရင်လည်းကြိုနဲ့ထားမယ်ဆိုရင်ပိုကောင်းပါတယ်။ကိုကတော့ထမင်းရင်ထည့်ပြီးတော့မှအရသာမုတ်တွေထည့်လိုက်တာပေါ့နော်။ဒါဆိုရင်ခရူးစီပဲငံပြားရေးပစွန်ချောင်းမုတ်ချက်သားမုတ်အားလုံးမျိုးထည့်ပြီးသွားရင်သမအောင်မွေပါမယ်။ပုံမှန်ဆိုရင်တော့ကိုကထမင်းနဲ့ပဲငံပြားရင်လည်းအရင်နေပြီးတော့မှကြော်တတ်တာပေါ့နော်။ဒါပေမဲ့ဗလော်လေးထဲမှာတော့အရသာမုတ်လေးတွေတစ်ခုချင်းစီထည့်တာကိုပါတေချာလေးပြချင်လို့ပါ။အရင်တော့ကတော့ပေါ့နော်ပဲငံပြားရေးကိုအဲ့လိုအများကြီးထည့်မိပါတဲ့အခါကျတော့လေထမင်းကြော်အရင်မဲသွားတာနဲ့ကြုံမှုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီတစ်ခါမှာတော့ထမင်းစားစုံဇွန်းဝက်ကြော်လေးပဲထည့်ထားပါတယ်အယောင်လေးကအခုဆိုရင်အနီတော်ပဲပေါ့နော်ထမင်းကြော်ပြီးသွားပြီဆိုရင်တော့ကြက်သွန်စားတုပ်ပါမယ်အရင်ဆုံးကြက်သွန်လေးထည့်မယ်ပြီးသွားရင်တော့အရသာမုတ်တွေအစင်သစ်ပြထားတာလေးထည့်ပါမယ်ပြီးသွားရင်စီးလေးနည်းနည်းလောင်းထည့်ပြီးတော့နှံ့အောင်မှွေပါမယ်ထမင်းကြော်နဲ့တော့မဆိုင်ပေါ့နော်ကိုယ့်အကိုစားချင်တာနဲ့ဆေးပဲဥတစ်လုံးမှထည့်လိုက်ပါတယ်ဒါဆိုရင်အားလုံးအစင်သစ်ပြင်လို့ပြီးပါပြီဒါကတော့စားကြင်စပွဲထမင်းကြော်နဲ့ကြက်သွန်တုပ်ပဲဖြစ်ပါတယ်ဆေးပဲဥရဲ့ဒီဘက်အချမ်းဟင်းလေးကတော့အိမ်မှာအမေကြော်ပေးထားတဲ့မှုကြော်လေးဖြစ်ပါတယ်အမေကြော်တဲ့မှုအဆက်ကြော်လေးကစားကောင်းတာကြောင့်မို့လို့စားချင်တာနဲ့ထမင်းကြော်နဲ့တူတူတွဲစားဖို့ထည့်ထားတာဖြစ်ပါတယ်ဒီနေ့မှလည်းလူလည်းမပင်မဲ့အချိန်လည်းတိတ်မကုန်ပဲနဲ့အရန်စားကောင်းတဲ့ညနေစာလေးကိုစားဖြစ်ပါတယ်ညနေပဲထမင်းကြော်စားတာမို့လို့ရင်တော့နည်းနည်းပြည့်တယ်ပေါ့နော်ဒါပေမဲ့အစာကြည့်စီးတောက်လိုက်ရင်လည်းအဆင်ပြေပါတယ်ကဲဒါဆိုရင်ထမင်းကြော်စားလိုက်ရအောင်ကိုကအလောက်ကပြန်